ဆိုင်ကိုလေသူပြုံးနေနှုတ်ဆက်ကာရင်ခွဲသွားမယ်ဘယ်လိုဝေကြွေးများရှိလာတဲ့သူတို့သာကိုမှတွေ့ကြတာရင်ခွဲသွားရွှေမင်းမြတ်တော်လေးဆိုင်ကိုလေသူပြုံးနေနှုတ်ဆက်ကာရင်ခွဲသွားဘယ်လိုဝေကြွေးများရှိလာတဲ့သူတို့သာကိုမှတွေ့ကြရင်ခွဲသွားစိတ်ထဲမှာတကယ်ခံစားရပေါ်ကွယ်ဆိုသူတွေမလာစိတ်အားဖြင့်လည်းရဲ့ဝေးရောက်သွားရင်မေးနေဒီကနောက်ဆုံးလာတော့ရပြေလို့နာရှန်ကဒီနဲ့လို့ဆက်ကြဘယ်လိုဝေးကြွေးများရှိလာတို့လူသား